ဒီနေ့မှာတော့ကျွန်တော်တို့တွေအားလုံးအတူတူငိုကြမယ်။ထမင်းနဲ့မှအောင်ရုန်းကန်နေရတဲ့ခင်မှာအချစ်ကစီးပွားရေးဆန်ရတယ်လို့မုံမီနဲ့ဆိုတာအဖွင့်ခံထားရတဲ့ပြည်တွင်းပေါက်တွေတေးတေးမဲမဲလွမ်းနာပါပဲကွယ်။ခိုးဘွားနဲ့ကိုပျော်တော့ပျော်ရပါတယ်အပူနဲ့ပြောရတာတခုပဲဆရာအောင်တင်းစကားအရာပြောရရင်မင်းကလေနှလုံးသားနဲ့ချစ်ခဲ့လို့သာအုံနောက်နဲ့သာဆိုတပြားမှမတန်တာကံမကောင်းစွာနဲ့သူကတော့ပြန်မလာခဲ့ပါဘူးကံကောင်းစွာနဲ့ပဲသူပြန်လာတယ်လို့ခဏခဏအိမ်မက်မက်တယ်နင်းသေးပြီးငါယူသွားတယ်လို့အိမ်မက်မက်တယ်အမလီဒါပေမဲ့တကယ်တမ်းကနင်းအရှင်လက်လက်ရှိနေရတဲ့ငါယူနေတာငါမရနိုင်တဲ့ဘဝတစ်ခုအတွက်မုန်းတိတာပွားရုံခြေနဲ့ခေရတယ်ကျွန်တော်တို့အစ်စ်မှန်လို့ထင်နေတဲ့အရာတွေကအတူရောင်တွေဖြစ်နေတဲ့အခါကျွန်တော်တို့ဟာခွင့်လွှတ်ခြင်းရောင်ဆောင်ရပါတယ်